Hello ဒီနေ့ဥပင်လာလေလားလာလေနဲ့ဟင်းတခုခုရှိမလားဆိုပြီးတော့သွားရှာကြည့်မယ်နော်အဓိကကျွန်တော်ကမြူရွက်ပေါ့တကယ်တော့မြူရွက်ရပြီဆိုတော့ရှိရင်ကျွန်တော်တို့ဟိုရှမ်းစားထဲမှာမြူရွက်ကဘယ်လိုစားလဲဆိုကျွန်တော်လုပ်ပြမယ်နော်ကျွန်တော်ဗီဒီယိုအဆုံးတော့ကြည့်ပေးပါဦးလို့မြစ်တာရက်ကန်ရှင်းပါတယ်နော်ကျွန်တော်နောက်ဥပိန်တတာပချီစရာဟုတ်ကဲ့ဒီဘင်းလုတ်ကြီးก็เปิดกุนปล่อยเนี่ยတွေ့ပြီမြူနည်းရတယ်အများကြီးပဲအနဝေးဖကူလာမတီအစုံတကူကကြိုင်မဘေးလမ條啲人啊好肥佢乜行ဖကူ咧我哋做ဖကူ嘅個ตุ้ม啲တကူ把你做ဖကူ咯ဒီတကူ啦အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဥပိန်တရားမှာရောက်နေတယ်အဲ့ဒီမြူရွက်တွေအများကြီးပဲမြူရွက်အများကြီးတွေ့တော့ကျွန်တော်ကဒီနေ့ရှမ်းစားစာထဲမှာဆောစီနဲ့မှာပါဝင်နေပေါ့ငါမြူရွက်ဆောပေါ့ဒီလုပ်ပြမယ်နော်ငယ်ချင်းတို့အားလုံးဟယ်လိုဒါဆိုကျွန်တော်တို့မြူနည်းရွက်နဲ့ရခဲ့ပါပြီဒါတော့နမ်ဆုံအဲ့ပဲအတိကနမ်ဆုံဆိုတာကသူ့ဘေးရှမ်းပြည်ရောက်ပိုင်းနဲ့ဒီကပြည်နယ်ထဲမှာရှိတဲ့ရှမ်းတွေကအိမ်တိုင်းလို့ရှိတယ်ဒီနမ်ဆုံမှာဘယ်ရည်ရလာလဲဆိုတော့ဟိုကမုံရတဲ့အချင်းပေါက်ပြီးတော့ရလာတဲ့အချင်းကြီးတစ်မျိုးပေါ့ကဲပါဝင်ဖက်ချက်မဲ့ဟာတွေကပါကော်ရီဆောက်ကော်ရီချင်းတွေချက်တူတွေချက်တူတွေဘာမှမထဲနဲ့ခရမ်းချင်းပြီးတစ်မျိုးပဲလို့ကျန်တာဘာမှမထဲနဲ့ပါကြောင့်ဆိုတော့နမ်ဆုံမဲ့အရာတာကိုနမ်ဆုံမဲ့အနံ့ကိုပြတ်သွားမှာဆိုတော့ပါကဲဒါဆိုရင်ချက်မဲ့လိုက်ကြအောင်ကဲဟုတ်ပြီဒါဆိုကျွန်တော်တို့အရင်ဆုံးနမ်ဆုံကိုတည်ထားမယ်ဟိုကတော့ပူကြီးနမ်ဆုံကြီးနဲ့တည်ကဲသူကပွက်ပြီဆိုလို့ရှိရင်ဒီအမြုပ်တွေကိုထည့်လိုက်မယ်တို့ခရမ်းချင်းဒီထည့်မယ်စာဟင်းချုံမို့ကြိုင်ထဲမကြိုင်ထဲပါနဲ့ကဲဒီစူဒီဆိုလို့ရှိရင်ကျွန်တော်တို့ငါထဲတော့ရပါပြီငါချက်မှာပဲကျွန်တော်တို့ယူရွက်ထဲမယ်ကဲတော့ဆိုရင်ကျွန်တော်တို့ငါချက်ပြီးခဲ့ပြီကျွန်တော်တို့ယူရွက်ထဲမယ်ယူရတဲ့ဒီတိုင်းပဲထဲတဲ့ผักขิวเพราะว่ามันตื้อเสือตั้งงั้นสู้ไหมมันดีดื้องาไหนมันจะลงยาวไปจะตุ้มชิวใจပြီးတော့တောက်ဆင်းထားလိုက်ပါမြုပ်တီးထဲမယ်မြုပ်တီးမုံထဲမယ်ပဲပုံမုံနည်းနည်းထဲမယ်ကဲရပါပြီကျွန်တော်တို့ငါးမြူနည်းရွယ်စောဘောနော်ရှင်းလို့ကတော့ပါချူဖမ်ခឺလို့ခေါ်ပါလေတော်ကောင်းပါတယ်အဲ့ရတာတူထဲမှာနမ်ဆုံထည့်လိုက်အားကြတယ်ဆိုရှင်ဒီပေါ့နော်တူပြီးတော့
ချင်းလေးဆက်လေးပေါ့ကဲကျွန်တော်လာမြူနေရွာတော့ဒီတော့ပြီချက်နေရတော့ဒီတော့ပဲနော်ဘာမှခက်ပါဘူးကျွန်တော်ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကြောင့်လည်းကြည့်ရှုပေးအောက် comment မှာလည်းပါဝင်ဆွေးနွေးလို့ရပါတယ်ခင်ဗျာအားလုံးကြည့်စပေးပါ